ဘယ်သူကမှမကြိုဆိုခဲ့ကြတဲ့မြန်မာအမျိုးသမီးအသင်းရဲ့အိမ်ပြန်ခရီးအားလုံးပဲမင်္ဂလာပါ K Sport ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့လက်ရှိမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီစီးကိန်းမှာတွားရောက်ပြီးတော့ရှင်ပြိုင်ကစားခဲ့ကြတဲ့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကတော့ဒါပြန်လည်ပြီးတော့ရောက်ရှိလာခဲ့ပြီလေဖြစ်ပါတယ်ရောက်ရှိလာခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်တော့လုံးဝပြတိတ်တိတ်ဆိတ်ဆိတ်ကြီးပေါ့နော်ဒီအေးအေးဆေးဆေးဆိတ်ဆိတ်ငြိမ်ငြိမ်ဘာမှကိုအတန်မထွက်ပြီးတော့ဘယ်သူကမှကြိုဆိုတဲ့ပုံစံမျိုးမရှိခဲ့ဘဲနဲ့ပြန်လာခဲ့ရတာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဗျာဒီပရိသတ်ဆိုတဲ့အနေအထားမျိုးကလည်းလုံးဝကိုမရှိဘူးအဓိကတော့မီဒီယာသမား10ရောက်15ရောက်လောက်ကပဲလာပြီးတော့ဒီသတင်းယူတယ်ပြီးတော့မှတ်တမ်းယူတယ်အဲ့လောက်ကိုပဲကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်အကုန်လုံးကတော့ဘယ်လိုပြောမလဲမျက်ရည်ဝဲတဲ့ဒါမျက်နှာလေးတွေပြီးတော့စိတ်မကောင်းတဲ့မျက်နှာလေးတွေပြီးတော့အားငယ်တဲ့မျက်နှာလေးတွေညှိုးငယ်တဲ့မျက်နှာလေးတွေနဲ့ကျွန်တော်ပြန်လာတာကိုတွေ့ရတယ်တော်တော်လေးတော့ဒါစိတ်မကောင်းစရာတော့ဖြစ်တယ်ပေါ့နော်သူတို့အဲ့လိုဖြစ်တယ်ဆိုတာကလည်းကျွန်တော်အနေနဲ့နားလည်ပေးလို့ရတယ်ဒီရမှတ်6မှတ်နဲ့ဗျာလုံးဝတရေကြရင်တက်မယ်ဆိုတဲ့အနေအထားမျိုးကနေတူးစီးနဲ့ရှုံးပြီးတော့ကျွန်တော်တို့ကလှည့်ပြန်ခဲ့ရတာပြီးတော့ဒီပရိသတ်တွေအားလုံးကလည်းအများကြီးမျှော်လင့်ထားတယ်လို့ကစားသမားကိုယ်တိုင်ကလည်းတော်တော်လေးဒါဘယ်လိုပြောမလဲသူတို့ကိုယ်တိုင်နှိုက်ကလည်းဗျာအုပ်စုကနေတက်ရမယ်ဆိုတဲ့ပုံစံမျိုးကတော့လုံးဝကျင်းသေးပေါက်တွက်ထားမှာပဲအဲ့လိုအနေထားမျိုးကနေဒါအုပ်စုကနေလှည့်ပြန်ခဲရတယ်ဆိုတော့ဒါအရန်လဲသူတို့လည်းခံစားရမယ်စိတ်မကောင်းလည်းဖြစ်မယ်ပေါ့နော်โอเคဒါကတော့သူတို့ဘက်ကကျွန်တော်ကတွေးတာပေါ့လေဒီဘက်ကပရိသတ်တွေဘက်ကကြတော့ပရိသတ်ဆိုတာကတော့ဒါတည့်ရတိုင်းပဲဗျာပွဲစဉ်တွေမှာကျွန်တော်တို့မြန်မာပရိသတ်တွေကဒီကောင်တွေဘယ်လောက်ပဲညံ့ဘယ်လောက်ပဲကောင်းအားပေးရသူတော်ရှိနေတာပဲပေါ့နော်ကျွန်တော်တို့ဒါနောက်ဆုံးကစားခဲ့တဲ့မြန်မာအမျိုးသားပွဲစဉ် U22 မှာဆိုလို့ရှိရင်တောင်ပဲဗျာအင်ဒိုနီးရှားနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ31ဆိုတဲ့ရလနဲ့ရှုံးနေခဲ့တာနော်ဒါပေမဲ့ကွင်းထဲမှာလာရောက်အားပေးတဲ့မြန်မာပြည်သက်တွေတော်တော်များများကိုကျွန်တော်တို့ထပ်ပြီးတော့တွေ့ခဲ့ရတယ်ဆိုတော့ဒီလောက်ညံ့တဲ့အမျိုးသားဗျာ U22 အသင်းကိုတောင်ပဲပြည်သက်တွေကတော့ဒါလက်ခံပြီးတော့အားပေးခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ဒါပွဲချင်းအတွင်းပေါ့လေကြိုက်တာမကြိုက်တာတော့တကယ်နာဗျာဒါပေမဲ့သွေးသေးကစကားပြောတယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကကိုယ်နိုင်ငံအသင်းကိုယ်အသင်းဖြစ်တဲ့အခါဆိုတော့သူတို့ညံ့ရင်လည်းညံ့ပါစေပေါ့နော်ကျွန်တော်တို့ကြီးကြတာပဲတွားရောက်ပြီးတော့အားပေးကြတာပဲအဲ့လိုမျိုးကိုရှိခဲ့တယ်မြန်မာအမျိုးသမီးအသင်းကကြတော့အဲ့လိုမဟုတ်ဘူးဒီစီးကိန်းပြိုင်ပွဲကျွန်တော်တို့ဖိလစ်ပင်းအသင်းနဲ့ပွဲစဉ်တွေနောက်မလေးရှားနဲ့ကန်တဲ့ပွဲစဉ်တွေပြီးတော့ဗီယက်နမ်နဲ့ကန်တဲ့ပွဲစဉ်တွေ၃ပွဲစလုံးကိုတွားပြီးတော့ကြည့်လိုက်ဗျာကွင်းလုံးပြည့်ကိုလာရောက်ပြီးတော့အားပေးတဲ့အနေအထားမျိုးတွေကျွန်တော်တို့ရှိခဲ့တယ်လုံးဝရန်ကုန်သူ့ဝန္တာကွန်းမှာကန်နေတလားတော့ကျွန်တော်တို့ကမှတ်ရတယ်ပေါ့နော်လက်ရှိဒီအင်ရှင်ဖြစ်ကျင်းပတဲ့ထိုင်းအမျိုးသားအမျိုးသမီးတွေရဲ့ပွဲစဉ်မှာတောင်ဒီလိုပြည်သက်အခင်းချင်းမျိုးကိုမတွေ့ရဘူးဒီဗီဒီယိုရိုက်တဲ့သူတွေဆိုလို့ရှိရင်လည်းဗျာပြည်သက်တွေကိုခဏရိုက်ပြတာရှိတယ်သူတို့အရန်ကိုအံ့ဩတယ်မြန်မာပြည်သက်တွေတကယ်ကိုအားပေးကြမ်းတယ်တကယ်ကိုမှအတင်းချစ်စိတ်ကတော့တော်တော်ကြီးကိုကြမ်းတာရောက်တဲ့နေရာကနေလာပြီးတော့အားပေးတဲ့အနေအထားမျိုးတွေအများကြီးရှိခဲ့တယ်โอเคဆိုတော့ကစားတဲ့ပွဲချိန်အတွင်းမှာပွဲစဉ်3ပွဲစလုံးကိုလာရောက်ပြီးတော့အားပေးတဲ့ပြည်သက်တွေကအများကြီးပြီးတော့ online ပေါ်ကကြည့်ရှုတဲ့သူတွေမြန်မာနိုင်ငံကအားပေးနေသူတွေကလည်းအများကြီးပေါ့နော်ဆိုတော့ပြည်သက်ကတော့တောင်းဝင်ချေတဲ့အပိုင်းမှာအများကြီးပဲလုပ်ပေးခဲ့ပြီးပြီအဓိကကတော့ဒီပြန်လာတဲ့အချိန်မှာကြိုတဲ့သူတွေမရှိခဲ့ဘူးဆိုတာကတော့သူတို့သာလျင်အောင်မြင်မှုရခဲ့မယ်ဥပမာဒီဒုတိယဆုပေါ့နော်ငွေရခဲ့တယ်ဆိုရင်ပဲအများကြီးဗျာလာပြီးတော့အားပေးဝိုင်းရံကြအောင်ပါအုပ်စုကတင့်ရင်တောင်ပဲဗျာအားပေးဝိုင်းရံမဲ့သူကတော့ဒါရှိမှာပဲအနည်းနဲ့အများကတော့ဒါပေမဲ့အခုခါကကြတော့တနိုင်ငံလုံးကအုပ်စုကနေတက်ဖို့အတွက်မျှော်လင့်ထားသလိုပြီးတော့ဗီယက်နမ်အသင်းနဲ့ပွဲစဉ်မှာ2စီးဆိုတဲ့ပုံစံမျိုးနဲ့လုံးဝပြစိတ်ပစ်စရာကောင်းတဲ့လူထုတ်ပုံတွေပြီးတော့စိတ်ပစ်စရာကောင်းတဲ့စွမ်းဆောင်ရည်တွေပေါ့နော်အဲ့လိုမျိုးရှုံးနေခဲ့တာဆိုတော့ပြည်သက်တွေကလည်းဒီအပေါ်မှာတော်တော်လေးကိုစိတ်မကောင်းဖြစ်ကြတယ်ပြီးတော့လက်ခံနိုင်တဲ့အနေအထားကလည်းတော်တော်လေးကိုနည်းတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပဲဘယ်သူမှလာပြီးတော့မကြိုတာလို့ကျွန်တော်တို့ယူဆတာပေါ့လေဒါပေမဲ့ကစားသမားတွေအနေနဲ့အရန်ကြီးတော့လည်းစိတ်မကောင်းတော့မဖြစ်စေချင်ဘူးကျွန်တော်တို့ကပြီးခဲ့တာတွေမှာသင်ခန်းစာတွေပြန်ပြီးတော့ယူဖို့လိုတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြားသိရတာကကစားသမားတွေအချင်းချင်းတောင်ပဲဗျာစိတ်ဝမ်းကွဲတာတွေပြီးတော့စစ်စစ်စီစီမရှိတာတွေအဲ့လိုပုံစံမျိုးတွေကျွန်တော်တို့ကြားသိရတယ်ပေါ့နော်အဲ့ဒါတွေကတော်တော်လေးကိုမှဒီစိတ်ပစ်စရာကောင်းတဲ့အမှုအကျင့်တွေဗျာအသင်းတစ်မှာဆိုရင်လုံးဝမရှိသင့်တဲ့အရာတွေအဲ့ဒီအရာတွေကဒါကလည်းပါအမှန်တမ်းပြောရရင်ကျွန်တော်ငငယ်ကလေးကဆိုကျွန်တော်တို့ပတ်ဝန်းကျင်ကျွန်တော်တို့လူမျိုးတွေကအဲ့လိုပုံစံမျိုးတွေကရှိတယ်ဗျာသိရမလားကိုပတ်ဝန်းကျင်မှာဆိုကျွန်တော်က2ယောက်ရှိရင်တော့3ဖွဲလောက်꿰တဲ့လူမျိုးပေါ့နော်အဲ့လိုပုံစံမျိုးရှိတာကတော့ဆန်းတော့လည်းမဆန်းဘူးဒါပေမဲ့ဒီလိုသူများနိုင်ငံနဲ့တွားပြီးတော့ရှင်ပြန်ရတဲ့ပွဲစဉ်တွေသူများနိုင်ငံနဲ့ဒါဖြစ်တဲ့ပြဿနာတွေကစားရတဲ့အနေအထားမျိုးတွေမှာတော့အားလုံးကဆူဆူစီစီဖြစ်တာတော့ပို့ပြီးတော့ကောင်းတယ်ကို
အချင်းချင်းသားလျင်ကွဲရင်ကွဲမယ်ဖြစ်ရင်ဖြစ်မယ်ဗျာဒါပေမဲ့တခြားလူနဲ့ရှင်လာမယ်တခြားနိုင်ငံနဲ့ကျွန်တော်တို့ကလောက်ရမယ့်အလုပ်တွေမှာဆိုလို့ရှိရင်တော့အားလုံးကဒစိတ်သေးတဝမ်းသေးပဲဖြစ်ဖို့ပို့ပြီးတော့တင့်တော်တယ်ပေါ့နော်အဲ့လိုမျိုးကိုလည်းကျွန်တော်တို့နီးပြတွေကပို့ပြီးတော့ဒီစုစုစည်းစည်းဖြစ်ဖို့အတွက်သူတို့ထိန်းသိမ်းပေးနိုင်ရမယ်ပြီးတော့ကစားသမားတွေကိုယ်တိုင်ကလည်းဗျာဒါကနိုင်ငံအတွက်ပဲငါတို့နိုင်ငံချစ်စိတ်နဲ့ဒါငါတို့နိုင်ငံအတွက်လုပ်တယ်ငါတို့နိုင်ငံအတွက်အောင်မြင်မှုရအောင်ယူမယ်ဆိုတဲ့ပုံစံမျိုးတဦးတယောက်ချင်းရဲ့စိတ်ခံစားမှုတွေကိုဒီနေရာမှာကျွန်တော်တို့ကအများကြီးလုပ်နေလို့မရဘူးအဲ့လိုနိုင်ငံပေါ်ချစ်စိတ်နဲ့အားလုံးကစုစုစည်းစည်းလုပ်ဖို့ပို့ပြီးတော့လိုတယ်ပေါ့နော်ဒါကတော့ကြားသိရတဲ့အနေအထားမျိုးလေးကိုဒါပြောပြတာပေါ့လေအရန်ကြီးပြောနေလို့လည်းမကောင်းဘူးဒါဒီဟာတွေကဟိုရှစ်စစ်ပြီးတော့ကျွန်တော်အများကြီးပြင်ဆင်ဖို့တော့လိုတယ်ဒီထက်ပိုကောင်းလာဖို့တော့ကျွန်တော်တို့အများကြီးတော့မျော်လင့်လို့တော့ရသေးတာပေါ့လေအဓိကတော့စိတ်ဝမ်းကွဲမှုတွေမရှိဘူးဆိုတော့ဒီထက်ပိုပြီးတော့ကောင်းလာနိုင်မယ်ပြီးတော့ဒါနီးပြကလည်းဟိုထွက်သွားပြီဆိုတော့ဗျာနောက်ထပ်ဘယ်သူရောက်လာမလဲနောက်ဘယ်လိုနီးပြမျိုးခန့်အပ်မလဲငါတို့ရဲ့အသင်းကိုဘယ်လိုပုံစံတည်ဆောက်မလဲဒါတွေကိုထပ်ပြီးတော့ကျွန်တော်တို့ကဒီစဉ်းစားရတော့မှပြင်ဆင်ရတော့မှလက်ရှိအရှုံးကိုကျွန်တော်ကလက်မခံချင်တဲ့လက်ခံရမယ်ရှုံးခဲ့ပြီးခဲ့ပြီပေါ့နော်ဒါကြီးကိုထပ်ပြီးတော့ဝမ်းနေနေလို့အဆင်မပြေတော့ဘူးထပ်ပြီးပြောနေလို့ကျွန်တော်ဘာမှမထူတော့ဘူးဒါကြောင့်မလို့ရှစ်စစ်ပြီးတော့ဒါဘယ်လိုပြိုင်ပွဲတွေရှိတယ်ဘယ်လိုမျိုးမှငါတို့ဘယ်လောက်ဟိုဘာတွေကစားရဖို့ရှိလဲအဲ့အတွက်ငါတို့ဘယ်လောက်ထိပြင်ဆင်ထားရမယ်အဲ့လိုပုံစံမျိုးဗျာဒါတွေကိုပဲကျွန်တော်တို့ကလုပ်ဖို့ရှိတော့ပါဘောเนาะဒါကြောင့်မလို့ဒီပြီးခဲ့တာတွေအတွက်စိတ်မကောင်းလည်းမဖြစ်နဲ့တော့ပြီးတော့အချမ်းကြီးလည်းခံစားမနေနဲ့တော့ပရိသတ်တွေကတော့ဒါအမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်နောက်ထပ်ကစားရမယ့်ပွဲစဉ်တွေရှင်ပြန်ရမယ့်ပြိုင်ပွဲတွေရှိရဆိုလို့ရှင်တော့ထပ်ပြီးတော့အားပေးနေအောင်ပါပဲထပ်ပြီးတော့ဝမ်းရံနေအောင်ပါပဲဒါကတော့ကျွန်တော်တို့မြန်မာတွေရဲ့စိတ်ဓာတ်ပဲဗျာလက်ရှိမှာဘလောက်ပဲညံ့ဘလောက်ပဲအပြစ်တွေပြောဘလောက်ပဲဆဲနေဒါပေမဲ့ကျွန်တော်တို့မြန်မာတွေကပြိုင်ပွဲတစ်ခုရှိလာပြီဟဲ့ဟာသူတို့ဒီပြိုင်ပွဲမှာသွားပြီးတော့ကန်တော့မယ်သွားပြီးတော့ခုလက်ဝဲဆိုလဲလက်ဝဲပြထိုးတော့မယ်ဆိုလို့ရှိရင်ဘယ်ကောင်မဲ့တက်ထိုးဘလောက်ပဲညံ့ကျွန်တော်အားကိုအားပေးတယ်ဗျအဲ့ဒါကျွန်တော်တို့ရဲ့ချစ်စိတ်ပဲကျွန်တော်တို့ပြည်သက်တွေတာဝန်ကျေမှုပဲပေါ့နော်အဲ့ဒါကြောင့်မို့ကစားသမားတွေကိုယ်တိုင်ကစိတ်ဝမ်းမကွဲနဲ့အားမငယ်နဲ့ဒီထက်ပိုပြီးတော့ကောင်းအောင်စူးစမ်းစိတ်သက်တွေကိုပြင်ပြီးတော့နေ့စဉ်နဲ့ပိုင်းဒီထက်ပိုကောင်းအောင်လုပ်တိုးချင်းစွမ်းဆောင်ရည်တွေကိုတိုးတက်အောင်ပို့ပြီးတော့စူးစမ်းဒါတွေကိုပဲကျွန်တော်တို့လုပ်ဖို့အတွက်ပြောချင်တယ်ပြည်သက်တွေပြောတာတွေကိုအရင်ခံစားမနေနဲ့တော့ပြည်သက်တွေကတော့နောက်တစ်ချိန်မှာထပ်ပြီးတော့ကစားရင်လည်းသူတို့ကထပ်ပြီးတော့အားပေးမှာပဲကျွန်တော်တို့နိုင်ငံကပြည်သက်တွေလောက်တာဝန်ကြည့်တာကျွန်တော်တို့ပဲရှိတယ်ဗျာဟိုလုံးမပြနိုင်လို့စိတ်မကောင်းဖြစ်တယ်ဆိုတော့ကျွန်တော်နားလေတယ်ပြည်သက်တွေလည်းစိတ်မကောင်းဘူးဒါကစားသမားတွေကိုယ်တိုင်လည်းတကယ်ခံစားရတယ်ဒါပေမဲ့ဒါပြီးသွားတဲ့အရာကိုကျွန်တော်ထားလိုက်တော့ရှစ်စစ်ပြီးတော့လုပ်ဖို့ပဲကျွန်တော်လိုတယ်ကျွန်တော်တို့ဒီလောက်ပဲဒါပြောချင်တယ်ပေါ့နော်โอเคဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်ဒါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးရဲ့အောက်မှာဒါကိုယ့်ရဲ့အမြင်တွေကိုလည်း comment လေးမှာခြာပြီးတော့ရေးခဲ့ကြပါဦးဗျ